ပြောမယ်သာပြောနေရတာဂျော်ရှွာဗန်ပွဲကြည့်ဖို့လေအရန်မရဲဘူးဟေးအရင်ကဆိုလေသူ့ပွဲကိုလေလို့ကြည့်ရဲအခုဒီနောက်ပိုင်းဆိုလေမကြည့်ရဲဘူးဟေးရင်တုံးတလို့လို့ရင်ခုံတလို့လို့တခုခုပေါ့နော်လုံးဝမကြည့်ရဲအခုလာမဲ့တနင်္ဂနွေနေ့ပွဲမှာလေအရန်မကြည့်ရဲဘူးဖြစ်နေတယ်ကြည့်လဲကြည့်ချင်တယ်ကြည့်လဲမကြည့်ရဲဘူးဖြစ်နေတယ်ကွယ်ဆိုတော့အဲ့ဒီကဖျားเจ้าလဲသွားရမယ်ပေါ့နော်အမေများနေဆိုတော့ဖျားเจ้าလဲသွားရမယ်သူ့ပွဲကလည်းကြည့်လဲကြည့်ချင်တယ်မကြည့်လဲမကြည့်ချင်ဘူးအဲ့လိုဖြစ်နေရပေါ့နော်ဆိုတော့ဂျိုရှူအာပဲနိုင်ပြီဆိုတော့ကျွန်မစီကိုဖုန်းဆက်ခဲ့ပါရှင်ကျမလိုပဲဖြစ်တဲ့သူတွေရှိလားအရင်တော့ကွာကျမတို့ကချင်ဖိုက်တာကြီးပေါ့နော်အောင်လာအဆောင်ပွဲတော့ဆိုတော့အဲ့လိုပဲဟေးအရင်ကဆိုတော့ကွာတူနိုင်ခဲ့တဲ့ပွဲဆိုအရင်အဲ့လိုကြည့်တာပေါ့နော်နောက်ပိုင်းကျတော့လေနိုင်ပွဲများလာခါကျအဲ့သူရှုံးများရှုံးမလားတော့အဲ့လိုစိုးရိမ်လာတာအရင်ကြောက်လာတာမကြည့်ရဘူးဒါပေမဲ့လည်းနောက်ဆုံးအဆုံးထိပေါ့နော်ချန်ပီယံကြီးကတော့ချန်ပီယံကြီးပါပဲဆိုတော့ဂျိုရှွာဗန်ပွဲလည်းအဲ့လိုပဲကျွန်မရင်းနေခုန်နေတယ်လောက်ကြပါဦး